အခုညီမကိုခေါ်ရေးဆိုလို့ပါ အော်သူများလဲလို့ဖောက်ပြန်သွားတဲ့ရေးစားဟောက်ပဲ ဟောလေညီမဘယ်ဗီဒီယိုတွေစရိုက်ပေးရမလဲမသိဘူးနော် အားလောက်ရမယ်အခုမသိတော့ဘူးလားဖောက်ပြန်တော့ဖောက်ပြန်ပြီးတော့ မဟုတ်ပါဘူးညီမအခုမှလေရုံးအခုမှစရောက်တာဆိုတော့ကျတော့လေဘာမှမသိသေးလို့ပါအဲ့ဒါဘယ်ဗီဒီယိုတွေစရိုက်ပေးရမလဲဆိုတော့သိလို့ပါ ဒီဗီဒီယိုရေးစားရရမလဲဆိုတော့ဖောက်ပြန်တဲ့ဆင်းတွေပဲရိုက်ပါလေဒါမျိုးတွေမရပိုက်ပြီးသားပဲ ဟုတ်ပြီလေအဲ့ဆိုလို့ရှိရင်ညီမအဲ့ဇလန်းကြီးဆိုင်ပေးလိုက်မယ်နော် တို့ရင်ခေါ်လိုက်တော့လိုက်ဘာလုပ်လဲ အော်စိတ်ရင်းနေလုံနေရပါ ဟိုမှာဘုံတွေဒီတိုင်းချထားတယ်စိတ်ပြီးရွှေ့လာတော့ အဲ့ပုံကြီးညီမဘလို့ရွှေ့နိုင်ပါလဲ ဒီတကယ်ချင်းမှဆိုတဲ့ကောင်လေးအောင်ဖောက်ပြန်နိုင်သေးတာပဲဒီလောက်လေးအောင်ဘာလို့မလုပ်နိုင်လဲသွားလို့သွား အဲ့ဒီညီမနေကြရလို့ရှိရင်ခွင့်ယူစီလို့ပါ ခွင့်လို့မရဘူးညနေကျရင်အောက်တော့ထွက်ပြီးရိုက်ကူးစရာရှိသေးတယ် အဲ့ဒါတွေကညီမတော့မဆိုင်တာ ဆရာမဆိုင်နေလိုက်ရတယ်လေနေတောင်းဝင်နေပဲဟုတ်ဒီမလိုက်တော့မှ3လစာဖြတ်မယ်ပြီးရင်ငါ့ကိုဖောက်ပြန်သွားတဲ့အကြောင်းတွေကိုငါစာရှိရေးတင်မယ်လိုက်ပေါ့ကွာလောက်ဖတ်ဖို့လည်းမကြမ်းနဲ့နော်ဒီစာချုပ်ထုတ်ထားတာအကုန်ပြန်ရောရမယ် ကဲပါ